ဒီနားရင်ကွာခုနမှရှိတယ်ဒီနားရင်ပြောက်သွားဟဲ့ဘာရှာနေဟုတ်ကဲ့ဘာပေါ်မှာဘယ်အရာကတန်ဖို့အကြီးဆုံးလို့ထင်တယ်တိုက်တယ်လားရွှေရလားကားရလား crypto ရလား trading တွေလား AI အတွက်လိုအပ်တဲ့လောင်စာဖြစ်တဲ့ data တွေလားအရင်ခေတ်ကတော့ဟောရအောင်ပါဘောနော်ဒါပေမဲ့အခုခေတ်မှာကမ္ဘာမှာတန်ဖို့အကြီးဆုံးကကျွန်တော်တို့ခင်ဗျားတို့ရဲ့ attention ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီဘက်ကနီးပညာကုမ္ပဏီတွေအားလုံးကကျွန်တော်တို့ရဲ့ attention ကိုအသုံးချပြီးတော့သူတို့ရဲ့အကျိုးစီးပွားကိုတိစောက်ထားတာပဲဖြစ်ပါတယ်အဲဒါကြောင့်အခုခေတ်မှာသူတို့အတွက်ကောကျွန်တော်တို့အတွက်ကောတန်ဖို့အကြီးဆုံးအရာကကျွန်တော်တို့ရဲ့ attention ပဲဖြစ်ပါတယ်တန်ရှင်းဆိုတဲ့အရာကအရာဝတ္ထုတစ်ခုကိုတိစောက်တဲ့အချိန်မှာလိုအပ်ဆုံးလိုအပ်ချက်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အရာတစ်ခုတိစောက်နေတဲ့အချိန်မှာဒီအရာပေါ်မှာအာရုံစိုက်ထားဆိုလို့ရှိရင်ဒီအရာကနောက်ဘယ်လိုဆက်ပြီးတော့ဆက်လုပ်မလဲဘယ်လိုအကျိုးဆက်ဖြစ်လာနိုင်လဲဘယ်လိုမျိုးတိစောက်သွားလို့ရမလဲဆိုတဲ့အကြောင်းအရာတွေစဉ်းစားလို့မရနိုင်တော့ဘူးเนาะအာရုံပြတ်လွင့်နေတဲ့အတွက်အဲ့ဒါတွေဘာကြောင့်အဲ့လိုမျိုးအာရုံပြတ်လွင့်နေရလဲဆိုလို့ရှိရင်လေကျွန်တော်နေ့စဉ်သုံးတဲ့ဖုန်းတွေ social media တွေမှာလာတဲ့ short တွေ reel တွေကကြာချင်းတူတူလေးပဲရှိတော့တယ်သိတယ်မလားကျွန်တော်တို့ရဲ့အာရုံစိုက်နိုင်သွားတယ်လေအဲ့နောက်ကို like ပြီးတော့ဗီဒီယိုတစ်ခုပြလို့ရှင်ပါလာမလဲဗီဒီယိုတစ်ခုကတအားကြာမှအချိန်ဆွဲရဆိုလို့ရှိရင်ကျွန်တော်မကြည့်ချင်တော့အဲ့ဒါဖက်နဲ့ကြော်တာဆိုတာလည်းအရင်လိုထွက်ပြီးတော့တခြားဗီဒီယိုကြည့်ကြမလို့အပေါ်ကနေအောက်ကို scroll လုပ်လိုက်တာနဲ့ဗီဒီယိုတွေပဲတည်တံ့ကြည့်လို့ရတယ် TikTok တို့ Reel တို့ Short တို့ကနေပြီးတော့ကျွန်တော်တို့ရဲ့စိတ်အာရုံတွေကိုပြန်လွှင့်အောင်ဖန်ဆတာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ focus ကကဘာပေါ်မှာအခုအချိန်မှာရန်ကိုအတန်မိုးကြီးတယ်လို့ပြောတာပဲဖြစ်ပါတယ်အဲ့တော့ out of the box ကနေအားလုံးကိုကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ပြပြချင်တဲ့အကြောင်းအရာကကျွန်တော်ခုနရှင်းပြခဲ့သလိုပဲကျွန်တော်ကိုယ်တိုင်လည်းတိုင်ပတ်နေခဲ့တဲ့အာရုံစူးစိုက်လို့မရတဲ့ပြဿနာဘယ်လိုဖြေရှင်းလို့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုမယ်လို့မျှော်လင့်ပါတယ်โอเคဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပျောက်ဆုံးသွားတဲ့ attention တွေကိုတစ်ဆင့်ချင်းပြန်ရဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကအရေးကြီးဆုံးလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကအဓိကပဲပေါ့နော်တကယ်လို့အဲ့ဒါကိုကြည့်ချင်တယ်ဆိုကြော်ပြီးတော့ကြည့်ရင်လည်းကြည့်ပေါ့နော်မကြည့်ဘူးဆိုလို့ရှိရင်လည်းတစ်ဆင့်ချင်းစီကြည့်သွားလိုက်ပေါ့နော်အဲဆိုလို့ရှိရင်တော့အကုန်လုံးပို့တည်ရမှာပေါ့ပြပြစံဆိုအလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုလို့ရှိရင်တစ်ချိန်မှာတစ်ခုပဲလုပ်ပါနံပါတ်1အချက်အနေနဲ့ပေါ့နော်တစ်ချိန်မှာတစ်ခုပဲလုပ်ပါဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်အလုပ်တစ်ခုလုပ်တဲ့အချိန်မှာတခြားအကြောင်းအရာတွေခေါင်းထဲဝင်လာပြီဆိုလို့ရှိရင်လက်ရှိလုပ်နေတဲ့ဒီအလုပ်ကိုအာရုံမဆိုင်နိုင်တော့ဘဲနေပေါ့နော်ကျွန်တော်တို့အကြောင်းအရာတွေအားလုံးကို attention ပေးလိုက်တဲ့အချိန်မှာတစ်ခုချင်းစီမှာ attention ပြပြမရတော့အခါကျရင်အောက်ခံနေရလက်တွေကလည်းကောင်းမွန်တဲ့ရလက်တွေထွက်လာမှာမဟုတ်ကျွန်တော်ဆိုလို့ရှိရင်လည်းအဲ့လိုပဲရုံးမှာအဲ့လိုမျိုးထိုင်နေနဲ့အဲ့လိုလုပ်ပြီးဆိုလို့ရှိရင်အလုပ်တစ်ခုလုပ်နေဒါပေမဲ့တခြား email ပို့စရာရှိတာပဲဖြစ်ဖြစ်ဖက်စရာလေးရှိတာပဲဖြစ်ဖြစ်ခေါင်းထဲကိုဝင်လာချက်ချင်း attention မပေးနိုင်တဲ့မာဆယ်ပေါ့နော်မာဆယ်ကအသားမကျသေးတဲ့အချိန်မှာဒီခေါင်းထဲကိုတခြားအလုပ်တွေကဝင်လာတယ်ပေါ့နော်ဝင်လာတော့အဲ့ဒီအလုပ်လေးခဏထားလိုက်တယ်တခြားလုပ်သက်ကြည့်လိုက်တယ်တခြားလုပ်သက်ကြည့်လိုက်အဲ့ဒီအချိန်မှာကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်ကလည်းမပြီးဘူးကြားလက်တွေလည်းမထွက်လာဘူးတစ်နေ့တစ်နေ့သာပြီးသွားတယ်ပေါ့နော်တကယ် productive ဖြစ်တဲ့နေ့လို့လည်းပြောလို့မရပါဘူးပေါ့နော်အဲ့ဒါကြောင့်မို့အချိန်တစ်ခုမှာအလုပ်တစ်ခုပဲ I'm site ပြီးလုပ်ဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်နံပါတ်1အချက်ကကျတော့အားလုံးလည်းသိပြီးသားဖြစ်မဲ့ Pomodoro technique လို့ခေါ်တယ်အဲ့ဒါကျတော့25မိနစ်အာရုံစိုက်ပြီးတော့အလုပ်လုပ်မယ်5မိနစ်နားမယ်ပြီးရင်25မိနစ်အာရုံစိုက်ပြီးပြန်အလုပ်လုပ်မယ်5မိနစ်နားမယ်အဲ့လိုအုံနောက်လေးကို5မိနစ်ခဏအနားပေးတဲ့အတွက်အုံနောက်ကပင်မနဲ့ဖိစီတယ်လို့မခံစားရတဲ့အတွက်အာရုံစိုက်လိုက်တဲ့25မိနစ်ကလည်းတေချာလေးအာရုံစိုက်နိုင်တယ်ပေါ့နော်ဥပမာကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်စာအုပ်တအုပ်ကိုဖတ်မယ်ဆိုလို့ရှိရင်ဒီနေ့စာရွက်တစ်မျက်နှာဖတ်မယ်နှစ်မျက်နှာဖတ်မယ်ဆိုတာထက်ကျွန်တော်ကအချိန်အပိုင်းခြားလေးနဲ့သတ်မှတ်လိုက်ပြီးတော့ဒီချင်းဒီအချိန်ကိုတော့ဒီစာအုပ်တွေကဒီစာဖတ်တဲ့စာအုပ်ကနေပြီးတော့ဖတ်လိုက်မယ်ကျွန်တော်အနေနဲ့အစမပြေတာဘာဖြစ်လို့လဲဆိုလို့ရှိရင်တကယ်ချင်းဖတ်တယ်ဆိုလို့ရှိရင်တိတ်ပြီးတော့အလုံးမဖြစ်ဘူးလို့ကျွန်တော်ထင်တယ်စာရွက်ကိုကျွန်တော်တို့ဥပမာဒီနေ့9ရက်ဖတ်မယ်ဆိုလို့ရှိရင်အဲ့1ရက်ဖတ်ပြီးသွားလို့ရှိရင်နောက်4ရက်ပဲကျွန်တော်လည်းဆိုတဲ့စိတ်ကခုနစာအုပ်ဖတ်တဲ့အတဲမှာအာရုံမရောက်တော့ဘဲနဲ့ဒီစာရွက်4ရက်ပြီးသွားပြီး9ရက်ပြီးသွားပြီဆိုတဲ့အတဲမှာအာရုံစိုက်နေတော့ကျွန်တော်တို့ attention ကပို့ပြီးတော့ကမောက်မှဖြစ်သွားနိုင်တယ်ပေါ့နော် attention စာပေါ်မှာအတိအကျမရှိတော့ဘဲနဲ့ဒီစာရွက်ပဲနဲ့ပြီးတော့မယ်ဆိုတဲ့အကြောင်းအရာပေါ်မှာပဲအာရုံစိုက်နေတဲ့အတွက်စာပေါ်မှာလည်း focus မရဘူးကိုပါဖတ်လိုက်တယ်ဆိုတာကိုလည်းပြန်ပြီးတော့မမှတ်မိဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အချိန်လေးတစ်ခု block လုပ်လိုက်ပြီးတော့အဲ့အချိန်အတွင်းထဲမှာဘယ်လောက်ကြာစာဖတ်မလဲဆိုတဲ့ပုံစံမျိုးနဲ့တွားတာကျွန်တော်တို့တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်โอเคနံပါတ်3အချက်အနေနဲ့ကတော့ကျွန်တော်တို့အသက်ရှူလေ့ကျင့်ခန်းပေါ့နော်ကျွန်တော်တို့ဒီခဏကြားနေရတဲ့အတိုင်းပဲဒီကျွန်တော်တို့ခန္ဓာကိုယ်က recovery လိုအပ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်အချက်ပြရတယ်ပေါ့နော်ခန္ဓာကိုယ်ပင်မနွမ်းနေလာပြီဆိုလို့ရှိရင်တက်တာစေတဲ့အများဆုံးနည်းလမ်းတစ်ခုရှိတယ်အဲ့ဒါအသက်ရှူသွင်းရှူထုတ်လုပ်တဲ့ technique လေးပေါ့နော်အဲ့ဒါဘယ်လောက်တော့ကောင်းလဲဆိုလို့ရှိရင်ဥပမာကိုကအသက်ရှူထုတ်10မိနစ်လေးလုပ်လိုက်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ oxygen တွေအများကြီးရောက်သွားပြီးတော့ကိုယ့်ရဲ့အုံနောက်ကိုခန္ဓာကိုယ် relax ဖြစ်သွားတဲ့ဒီခံစားချက်ကိုရရှိတဲ့အတွက်စိတ်ပင်ပန်းမှုအုံနောက်ပင်ပန်း recovery ကိုချက်ချင်းပြန်လည်ရရှိနိုင်ပါတယ်
အဲ့လိုလုပ်တဲ့အချိန်မှာအချိန်အများကြီးမလိုဘူးပေါ့နော်ဥပမာ10မိနစ်လောက်ကိုပဲအာရုံစူးစိုက်ပြီးတော့လုပ်နိုင်နေဆိုလို့ရှိရင်တော့တော်တော်လေးအကျိုးရှိနေဘူးပေါ့နော်အဲ့ဒီ10မိနစ်ကိုဒီတေချာလေးလုပ်မယ်ပေါ့နော်ဒီအာရုံစူးစိုက်မှုကအသက်ရှူသွင်းရှူထုတ်ကိုပဲအာရုံစိုက်ထားပြီးတော့တကယ်လို့အာရုံပြတ်လွင်သွားတယ်ဆိုလို့ရှိရင်လည်းအသက်ရှူလေ့ကျင့်ခန်းလုပ်တဲ့အလုပ်ပေါ်မှာပဲပြန်လည် focus ထားနိုင်ဖို့ကြိုးစားပြီးတော့ဒီအသက်ရှူတဲ့လေ့ကျင့်ခန်းကိုလုပ်ရမှာဖြစ်ပါတယ်အဲ့ဒါကိုတရက်ကို10မိနစ်လောက်ပဲလုပ်4-5ရက်လောက်10မိနစ်လောက်အတွင်းလုပ်နိုင်တယ်ဆိုလို့ရှိရင်တော့မှဒီကိုယ့်ရဲ့စိတ်ကတည်တည်တည်ငြိမ်လာပြီးတော့အာရုံစူးစိုက်နိုင်ဖို့အားရတိုးတက်လာတော့တွေ့ရမှာပါနမလေးချက်ဘာပြောထားလဲဆိုလို့ရှိရင်ကျွန်တော်တို့အလုပ်လုပ်တော့မယ်ဆိုလို့ရှိရင်ဒီတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ရွေးချယ်ပါပေါ့နော်အာရုံစူးစိုက်မှုပိုကောင်းလို့ဒါကတော့မြင်သာပါတယ်ဒီတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ရှိမှဒါကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာဒီ focus အပြည့်နဲ့ flow state ကိုတွားပြီးတော့အာရုံစူးစိုက်မှုအပြည့်နဲ့လုပ်နိုင်မှာဖြစ်ပါတယ်အဓိကဖုန်းပဲဗျာဒီဖုန်းကိုပိတ်ပြီးတော့ notification ပိတ်ပြီးတော့တခြားနေရာမှာထားလိုက်တယ်ဆိုလို့ရှိရင်တော့မှဒီကျွန်တော်တို့ရဲ့ဒီ focus ပေါ့နော်ကျွန်တော်တို့အာရုံစူးစိုက်နိုင်စွမ်းက90ရာခိုင်နှုန်းထောင်တက်သွားနိုင်တယ်အဓိကဖုန်းကိုကြည့်ရတဲ့ဒီအာရုံနဲ့လုံးဝလွင့်ပြန်ပါပဲ။ပွဲဖြစ်နေတယ်၊ဘာတွေဖြစ်နေလဲ၊ညာတွေဖြစ်နေလဲပေါ့နော်။အဲ့အကြောင်းအရာတွေပေါ်မှာစဉ်းစားလို့ရှိရင်ခုနက focus လုပ်ထားတယ်တစ်ခုတည်းရနဲ့ focus လုပ်ထားတဲ့အရာတွေအားလုံးလွင့်ပြန်ပြီးတော့ထပ်ပြီးတော့ focus လုပ်မှဆိုလို့ရှိရင်23မိနစ်အချိန်ပြန်ပါတယ်ပေါ့နော်။အကြောင်းအရာတစ်ခုကနေတစ်ခုကိုကူးသွားပြီဆိုလို့ရှိရင်အဲ့ဂျာထဲမှာပထမအကြောင်းအရာကိုပြန်သွားဖို့အတွက်23မိနစ် focus ပြန်လုပ်ရတယ်လို့ပြောပါတယ်။အဲ့ဒါကြောင့်မို့ကျွန်တော်ဖုန်းတွေ notification တွေကိုပိတ်ထားလိုက်ပိတ်ထားပြီးတော့တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာလုပ်မယ်ဆိုလို့ရှိရင် focus အောင်ပို့ပြီးတော့တက်ဆင်နိုင်တယ်ပြီးတော့ကျွန်တော်တို့ brain waves ကို boost လုပ်ပေးတဲ့ဂီတလေးတွေသချင်းလေးတွေနားထောင်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ brain focus ကိုတည်တည်တည်တိုးတက်လာနိုင်စေပါတယ်โอเคနောက်ဆုံးအချက်လေးဖြစ်တဲ့ကျွန်တော်အရေးကြီးဆုံးအချက်လေးဖြစ်တဲ့အကြောင်းအရာလေးရောက်လို့လာပါပြီအဲ့ဒါဘာအကြောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့အစားအသောက်နဲ့အိပ်ဆက်ခြင်းပါနော်ဟုတ်ပါတယ်ဒါကျန်းမာရေးကဏ္ဍပေါ့နော်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့အကြောင်းအရာတွေကိုလုပ်နိုင်ဖို့ဆိုလို့ရှိရင်ကျန်းမာရေးကောင်းနေမှဖြစ်မှာပါဘာဖြစ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကျန်းမာရေးမကောင်းဘူးဆိုလို့ရှိရင် focus မပြောနိုင်ဘာမှအတန်လည်းမကြချင်ဘူးအယုတ်လည်းမမြင်ချင်ဘူးဥမာဖျားနေတယ်ခေါင်းကိုက်တယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့ဒီဘာမှထားမကြည့်ချင်ဘူးတခုခုတော့မှ focus မလုပ်နိုင်ဘူးဗျာဥမာတက်ကကြည့်တာတော့မှ focus မလုပ်နိုင်တော့ဒီတိုင်းလေးပဲအိတ်နေချင်တယ်ပေါ့နော်အဲ့လိုမျိုးကျန်းမာရေးမကောင်းဆိုလို့ရှိရင်ဒီ focus ချက်ကတော့လုံးအဝေးပေါ့အဲ့ဒါကြောင့်မို့အစားအသောက်မှာဆိုလို့ရှိရင်လည်းတခုတည်းကိုပဲအများကြီးမစားဘဲနဲ့မျိုးစုံလေးပေါ့နော်အသီးပဲမျိုးစုံအာဟာရမျိုးစုံကိုနည်းနည်းချင်းစားပေးမယ်ဆိုလို့ရှိရင်ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေနိုင်တယ်ပြီးလို့ရှိရင်တော့တခြားအများကြီးစားသုံးတာပေါ့နော်တခြားမဖြတ်နိုင်ရင်တော့မှတခြားကို short စားဖို့အတွက်ကြံပေးခြင်းပါတယ်ဒါဆိုလို့ရှိရင်တော့အစားအသောက်ပိုင်းမှာဒီကျန်းမာရေးကိုလည်းအထောက်အကူပြုနိုင်ပါတယ်နောက်တစ်ခုကအိပ်ဆက်ခြင်းပေါ့နော်အိပ်ဆက်ခြင်းမှာဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီဖုန်းကြောင့်ပဲကျွန်တော်တို့ညဘက်ဆိုလို့ရှိရင်လည်းအိပ်မပျော်ဘူးအိမ်မပြောဘူးเนาะကျွန်တော်တို့အိတ်ဖို့ကြိုးစားပြီဆိုလို့ရှိရင်ဖုန်းလေးကိုကြည့်မိရတယ်ဖုန်းကလာတဲ့အလင်းနဲ့ကျွန်တော်တို့အုံနောက်ကိုရိုက်ပြီးတော့ကျွန်တော်တို့က HDD တွေမရှိတော့အဲ့ဒါနဲ့ scroll တွေလိုက်လုပ်ပြီးတော့ညနေသွားညရလည်းမနှဲဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ရတဲ့နီလန်က321ဆိုတဲ့ method နဲ့လုပ်လို့ရပါတယ်ကိုကဓမင်းစားရမယ်ဆိုလို့ရှိရင်အိတ်ချိန်နဲ့3နာရီခွာပြီးတော့ဓမင်းစားအစားစားပေါ့နော် heavy food တွေမစားနဲ့တော့ပေါ့နော်ပြောလို့ရှိရင်နောက်တစ်ခုကျွန်တော်တို့ကွန်ပျူတာနဲ့အလုပ်လုပ်နေတာတို့ဖုန်းကြည့်နေတာတို့အဲ့ဒါကို2နာရီခွာပြီးတော့ဒါတွေအကုန်လုံးနားတင်တယ်ပြောလို့ရှိရင်တော့ကျွန်တော်အခန်းထဲမှာကျွန်တော်ဖြစ်နိုင်တယ်ဆိုလို့ရှိရင်1နာရီခွာပြီးတော့မီးအမောင်ချပြီးတော့ကျွန်တော်တို့အိပ်ဆက်ဖို့အတွက်ပြင်ဆင်ရမှာဖြစ်ပါဒါတွေကလည်းကျွန်တော်တို့ရဲ့ focus နဲ့ ion site နိုင်စွမ်းကိုပြန်လည်မြင့်တက်ပြီးတော့ရေရှည် ion site နိုင်စွမ်းကိုတိုးမြင့်ပေးဖို့အတွက်လိုအပ်တဲ့ကျန်းမာရေးအခန်းကဏ္ဍတွေလည်းဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေရာမှာဒီအကြောင်းအရာကိုအရေးကြီးဆုံးအချက်လို့ပြောထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုchannel တက်မယ်လို့မျှော်လင့်ပါတယ်ဘုဒ္ဓတရားရဆိုလို့ရှိရင် like share subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ်နောက်ထပ်လည်းပို့ပြီးတော့ဘုဒ္ဓတရားရစီမယ်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အောင်စောင့်ကြည့်နေဖို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် see you in the next videos